မြန်မာနိုင်ငံရဲ့အနာဂတ်ဟာမြို့တော်ထဲမှာပဲစတင်မလားဒါမှမဟုတ်ကျေးလက်ရွာလေးတွေကနေစတင်ပြောင်းလဲလာမလားယနေ့ကျေးလက်ဒေသများမှာယာကြီးဥတူပြောင်းလဲမှုရေလုံလောက်မှုမရှိခြင်းစိုက်ပျိုးရေးအခက်အခဲတွေကြောင့်လူငယ်တွေမြို့ထဲကိုပြောင်းရွှေ့နေကြတယ်ဒါပေမဲ့2040ခုနှစ်မှာ AI နည်းပညာနဲ့ Smart Technology တွေကကြီးလက်ရွာတွေကိုပြောင်းလဲနိုင်မယ် Smart Irrigation System တွေကမိုးရွာမယ့်နေ့ကိုခန့်မှန်းပေးနိုင်မယ်မြေစည်းလွှာအခြေအနေကိုတိုင်းတာနိုင်မယ်ရေထုံးဆွဲမှုကိုအလိုလျောက်ထိန်းချုပ်နိုင်မယ် Drone Farming Technology နဲ့စိုက်ပျိုးရေးလုပ်ငန်းတွေပိုမိုတိုးတက်လာမယ် Solar Energy Powered Homes တွေကြောင့်လျှက်စစ်မရှိတဲ့ရွာတွေတောင်အလင်းရနိုင်တယ် Digital Education Systems နဲ့ကလေးတိုင်းအရေးအသွေးမြင့်ပညာရေးရနိုင်မယ်ဒါကြောင့်ထုတ်လုပ်မှုတိုးလာမယ်ဝင်ငွေမြင့်လာမယ်လူငယ်တွေပြန်လာနိုင်မယ်အနာဂတ်မြန်မာနိုင်ငံဟာမြို့တွေမှာသာမကကျေးလက်ရွာတိုင်းမှာလည်းစတင်လှုပ်ရှားနိုင်တယ် Smart Village Revolution ဟာစိတ်ကူးရင်မဟုတ်ဘူးဖြစ်နိုင်ခြေတစ်ခုပါ Future ကိုခံမှန်းတာမဟုတ်ပါတည်ဆောက်တာပါဒီဟာက Next Burma ရဲ့နောက်ထပ်အနာဂတ်တစ်ခုပါ What will we do if the rains don't come soon? The spirits have abandoned us.